Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်ပြပါကျွန်တော်ဒီနေ့မှဆိုရင်တော့ချစ်ဒီဗီဒီယိုတင်အောင်ပါမနော်ကျွန်တော်ဗီဒီယိုမတင်တော့ကြာပြီကျွန်တော်နည်းနည်းလေးပေါ့နော်နည်းနည်းမအားလို့ကျွန်တော်မတင်ပြစ်တာပေါ့နော်အခုကကျွန်တော်စုံးမဲ့ကြအောင်ဖောက်အောင်မပတ်လိုက်ရဟုတ်ကျွန်တော်ပွဲစားလိုက်ရကောင်းတော့နော်နည်းနည်းတော့ကျန်းနေပေါ့နော်ခုတ်ကအရန်ကျန်းနေတော့ကျွန်တော်ဓာပြင်းခုတ်ချက်တွေချက်ရှူးကြည့်လိုက်ကျွန်တော်ဓာပြင်းခုတ်ချက်တွေအယောင်နာတယ်ဒီရောဒီအားကြနည်းနည်းလေးမျိုးနော်ခုတ်โอเคဓာမအယောင်ကျန်းနေโอเคခုတ်ဟိုဘက်လိုက်ဒီဘက်လိုက်ကျန်းတော့ကျွန်တော်ဒီနေ့ကျွန်တော်တမျိုးချစ်တယ်ဗီဒီယိုလေးကျွန်တော်စိတ်ပေါက်လာလို့ပေါ့နော်အဲ့ဒါကြောင့်လို့ဗီဒီယိုလေးတင်တာပေါ့နော်โอเคကျွန်တော်စိတ်လေးနည်းနည်းလေးကြော့ချင်းလေးကြည့်နေတော့စလိုက်ရ let's go ခုတ်ပါငါဓာကြီးခုတ်ချက်တွေကိုညီးကြည့်လိုက်ရောခုတ်ချက်ဆိုအဲ့ဒါကိုပြောတာဟိုကဒီမူးပါတဲ့အတိုင်းပဲစကေးဝမ်းကျွန်တော်အကြိုက်ဆုံးကဒီထဲမှာစကေးဝမ်းလုံးဝတိအောင်လားပေါ်ကနေဓာတ်ပြုတ်ကြဒါလားမသိဒါလားပါနာဓာတ်နေတယ်အပေါ်ကဓာတ်ပြုတ်ကြလာအယောင်ကျန်းတယ်ဒီကဝမ်းလေးကတူးစကေးရလည်းမစိုးပါဘူးအဲ့လောက်ထိတော့ကြိတ်ကြိုက်ပါမယ်အဲ့လောက်ထိတော့မကြရောစကေးဝမ်းစကေး2စကေး3စကေး2ခုတ်အဲ့အရှိတိုင်းကကျွန်တော်ကြီးကောက်လို့ဘယ်လိုလဲဆိုပတ်စံနေကိုအစီလေးယူလို့ရတယ်ကြည့်ပတ်စံနေကိုအစီလေးယူလို့ရတယ်အယောင်မိုက်ခုတ်ချက်တွေနီးလိုက်ရခုတ်ချက်တွေအယောင်ကျင်းနေပြင်းထန်နေဆိုတာအဲ့ဒါကိုပြောတာလေဘလို့ကျွန်တော်တခုကြောစီရရှိအောင်နော်ဒီချနေနေအခုကြည့်နေတဲ့လူတွေကျွန်တော်ဗီဒီယို like and subscribe နှိပ်ဖို့ပြောချင်ပါတယ်အဲ့တော့ like and subscribe ကိုနှိပ်ဖို့ကျွန်တော်ပြောချင်ပါတယ် okay ခုကတော့ကျင်းထန်နဲ့ဓာတ်ခုတ်ချက်ကြီးကိုဘူးမှမခံနိုင်ဘူးဆိုကျွန်တော်ဒီကမှအကျန်းဆုံးအောင်လက်သေးကအချူကြီးနဲ့အကောင်ကြီးကျွန်တော် level 90အောင်ဖမ်းတာတော်တော်ဖမ်းတာအကောင်ကြီးဒီကောင်ကတော့ကျွန်တော်အစ်စ်ဝယ်တာအဲ့ဒါကိုကျွန်တော် recording မလုပ်သားလိုက်ဘူးဒီကောင်ရဲ့ခုတ်ချက်တွေဆိုအယောင်ကျန်းတာဟောခုတ်ချက်ကွာပွဲပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့ဒီမှာကတော့စုလေးယူလိုက်စုကျွန်တော်မိုဘိုင်းကြီးတဲ့နဲ့တူရနော်စုတွေယူလို့ရတယ်โอเคအခုကကျွန်တော်အကောင့်လေးစကင်ဖူးရှိရမနော်ကျွန်တော်ပြစကင်ဖူးကြွားစကင်ဖူးရှိရမကျွန်တော်ဒီနောက်ခုကဘလို့ယူရမှလည်းမသိဘူးစကင်ဖူးရှိရဒီတစ်ခါကျွန်တော်ဘယင်းနဲ့ကြိတ်ဘယင်းရဆရာကြီးလေကျွန်တော်တို့ဘယင်းဆိုကြိတ်ပြအခုကျွန်တော်ဘယင်းနဲ့ပဲစပ်ပြီးကြိတ်ဒီကားရိုးကောင်မတော့ဘယင်းโอเคဘယင်းရွှေတကူနဲ့ကြိတ်တော့မယ်အုံးမယ်ဒီကောင်ရဲ့အကြိုက်ဆုံးစကေးကကြတော့3စကေးပေါ့နော်စကေးရရေးလဲကိုလာတာရဘလူးကြီးလဲဆိုအုံးလို့ပေါက်ဝဲသွားတာဒီလဲကျွန်တော်အပေါ်ဆုံးက3စကေးကိုကျွန်တော်အကြိုက်ဆုံး1စကေးအားကြတော့ဒုတိယအကြိုက်ဆုံးမှတော့လုံးဝတတိယအကြိုက်ဆုံးကကြတော့စကေး2ပေါ့နော်စကေး2ကဘယ်လိုမျိုးလဲဆိုတော့လွင့်ထွက်အောင်လုပ်လိုက်အဲ့တော့ကျွန်တော်တိတ်မကြိုက်ဘူးပေါ့နော်လွင့်ထွက်အောင်လုပ်လိုက်တာလွင့်ထွက်အောင်ကတော့ကျွန်တော်ဘယ်လိုမျိုးချမယ်လဲပြီးရင်မောအောင်ကြောင့်ကျွန်တော်ကြိုက်ခုံးလိုက်တော့အနီးကအကောင်မထိဘူးဗျအဝေးကအကောင်တော့ထိအနီးအကမှာအကုန်လုံးချနေတယ်ဝါစကေးကအရင်ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်အနီးကလာဆိုဝါစကေးသုံးတယ်အဝေးကကောင်နေဆိုတော့3စကေးသုံးပြီးတော့အရန်နီးကပြီးနည်းနည်းလေး2စကေးလေးနဲ့လည်းတစ်ခါတလေစမ်းဒီကောင်ဒီမှာတော့ကိုမိုရှိရကြကိုမိုကတုံးလို့ရတယ်မကျွန်တော်မတုံးတယ်ဘူးအခုကြိတ်တော်သူကအမွမ်းကြီးအဝေးကကောင်တော့ချနေအနီးကကောင်တော့မချဘူးကြည့်အဲ့ဒါယူတခုမကြိုက်ကိုကဘယင်းတက်တော့ကိုကြိတ်နေပြီဟိုကောင်တွေကိုမြားခေါ်လာရင်မမြားခေါ်ရအဲ့လိုမျိုးလေးလေးဒီကစကင်းလေးပြစ်ထလိုက်အဲ့တတိယစကင်းလေးဗျာပြောရင်ပေါက်တော့ပါဗျာလုံးမလမ်းနေအတကုံလမ်းတာလမ်းကြကလမ်းနေကိုကပြစ်
ပြစ်ကွာရှော့သူကပောက်ခွဲမှုလေ SK ကိုကြာကျွန်တော်ကြိုက်တော့ကြိုက်တယ်မဲ့အဲ့လောက်ဒီမကြိုက်ရောဒီပရမစီရဲ့အုံးချလိုက်ကျွန်တော်လေဒီထဲမှာတခုတတိထားမြင်စကင်အောက်ဖူးတော့အောက်ဖူးမှာကျွန်တော်လေတတိထားမြင်စကင်ဝါးကြီးကတော်တော်ကျန်းနေအဲ့လောက်ဒီ AD 3 စကင်တို့2စကင်တို့အဲ့လောက်ဒီမကျန်းဘူးအခုအောင်ရှိရပြီးတော့ပြစ်ချက်ဒီခုတ်ချက်ဒီနဲ့အယောင်ကျန်းနေတာပါနော်ဟိုကျွန်တော်ရဲ့အလင်းတန်းမို့ဒါတော့လေခင်းရောက်အစိမ့်မွေ့အမွေ့လည်းမဟုတ်အစိမ့်အောင်ပြစ်စစ်ဓာတ်လိုက်မိုးစိုးလိုညူရင်တော့မိုးစိုးနဲ့အခန်းခင်းရောက်မိုးစိုးနဲ့တူရောခင်းရောက်မိုးစိုးအစွမ်းထုတ်ပြလိုက်ဘရင်တက်တဲ့ကူကြီးကကိုကအယောင်ကျန်းနေပြီအရန်ကိုကျန်းနေတာဘလို့မှမရဘူးတရကူရအယောင်ကျန်းကျွန်တော်နောက်ဗီဒီယိုရေးမှာလေအော် boss နဲ့ကြည့်ရတော့မယ်အဲ့ boss ကြီးတော့ဖြောက်တော့ပြီးလို့ရကျွန်တော်စကင်းဝါးနဲ့နေရှင်းတာအမလို့ဒီတူဒီစီလေးပဲဘာမှလုံးစီရမလို့ပွဲပြီးသွားပါနော်အဲ့ကျွန်တော်တို့အခုဘာလို့ဒီမှာဒီ climb လေးယူလာokay climb ယူမှာ climb ဆိုကျွန်တော်ယူလာပြောရနော်အခုကယူမယ် okay ဒီကောင်လေးရောကြည့်လိုက်နီးနေလို့ပဲနော် free မှာနီးနေလေကျွန်တော်အဲ့တခုယူခိုင်းကြည့်လိုက်ဒါဝယ်ကောင်းလားဝယ်ကောင်းမွေတော့ပါဒီကောင် upgrade မြင်လိုက်အကောကျွန်တော် max team မြင်လိုက်ကျွန်တော်ကြော်ညာတက်တဲ့ချိန်တခုကြော်ရည်ချင်းဘာမလို့ကျွန်တော်အခုကြော်ညာတက်တာကိုအားလုံးတီးခံပြီးပါကြော်ညာလေးကိုတီးခံပြီးတော့ကြည့်ပေးကြပါတို့ပြောချင်ပါတယ်ခုကကြော်ညာလာနေရောကြော်ညာကျွန်တော်ကြော်ညာယူကြည့်ရရှာယူပြခုကကြော်ညာလာကြော်ညာ skill လို့လည်းမရမ skill လို့ရတယ်ကျွန်တော်မအားလို့အဘခရဂျီပေါ်လာ skill လို့ရ skill ဘုံချင်း skill လို့ရ okay ရပြီခုကျွန်တော်ဘာလို့ဒီမှာခဏ max team ပြီးတော့ကျွန်တော် max မယ်အခုကျွန်တော် play ဝင်တော့ Norway လောက်တီးပေးလိုက်ရ okay Norway လောက်တီးမယ် short ဝါမှာပေါက်ဝဲမှုတွေကျေးဇူးမူးကျပြစ်ချက်ဒီမူးကျပေါက်ဝဲချက်ကြိတ်ချော့ဝါရောင်ကျန်းအားတလို့တော့ပြင်းမိနေဝါဒီတရကူနဲ့ဘယင်းရအားကောကြည့်လေဒုတိယစီလည်းမသုံးဘူးရင်လက်ကလာပြီးခုကြမှာလာပြီးတော့လွဲနေတာโอเคငါရဲ့ကြည့်ထလိုက်ကြိတ်ရောဝါကြိတ်မင်းမယ်အားရပါရကြိတ်မှာမညာဘူးကျွန်တော် Roblox မစောရကြာပြီနော် Roblox ထဲမှာစောလို့မရတော့ကျွန်တော်မျက်နှာပြရတယ်ပေါ့နော်ကျွန်တော်ကမျက်နှာပြပြီးသွားပြီရတယ်ပေါ့နော် Roblox ထဲမှာကျွန်တော်ကလေးစောလို့မရတော့ဘူးပေါ့နော်အဲ့ဒါ Roblox ကလောက်ခဲ့ရမို့ဒီနေ့မနော်ကျွန်တော်လည်းတေချာတော့မသိသေးဘူးနောက်ကြည့်တိုင်းတေချာကိုလေးကိုရှင်းပြမယ်ကိုကကျွန်တော်ဒီဟာလေးကိုတေချာလေးအရင်စပြီးကြိတ်ဒီကောင်လေးကလေပြောရရင်အယောင်ကျန်းနေတယ်သူဒီကမှကျွန်တော်မကြိုက်တော့ကြအဲ့ပစိန်တော့ကောင်နေပစိန်မဟုတ်ဘူးဓာကြီးနေအကောင်ကြီးနေဓာမိတ်ရှာနဲလာကြီးမို့ပြကျွန်တော်မြားသမားနဲ့တစ်ခါကြိတ်ဘူးလုံးဝမနိုင်ဘူးအကောင်ကြီးအယောင်ကျန်းနေကျွန်တော်လူကောင်ကြီးဆိုရင်မလုံးဝမနိုင်ဘူးအကောင်ကျန်းနေဟိုကလုံးဝဘုံအကြီးသားကြီးကြိတ်ထလိုက်တစ်ခါလေသူတို့ပေါက်ဝဲမှုကျုပ်ပေါက်ဝဲမှုပြစ်ချက်ဆိုတာအဲ့ဒါကိုပြောတာသိလားဘလို့လဲကိုကရှယ်ကိုကြိတ်နေတာတရကူနဲ့ဘယင်းရရောဝါအားရဖြစ်တော့ရောဝါတေးစမ်းဇွတ်တေးခိုင်းရကျွန်တော်ကလေအမငါတရကူရဲ့ဘယင်းနားမရှိဘူးဘယ်သူမှမခံနိုင်ဘူးကွာနေကြိတ်နေကိုကအမှန်ကန်ကြိတ်နေတိရကျွန်တော်ပရမစကီကိုကြိုက်ရမယ်သူ့မှာတခုမကြိုက်ရအဲ့လိုမျိုးတုံးလိုက်တဲ့အချိန်စကီဖူးတုံးလို့မရဘူး
အခုဆိုရင်ဒုတိယ skill သုံးလိုက် skill ဖူးသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်မကြိုက်ဘူးအရန်နီးလို့အဲ့ကြောင့်ကျွန်တော်တခုရှိတယ် skill ဖူးသုံးလို့ရတယ်တော်တော်မကြိုက်ယောညောအမဒီအပေါ်3 skill ရတော့ skill ဖူးသုံးလို့ရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အပေါ်အားလုံးပဲအဲ့တော့ဒီလိုတော့ပါပဲအားလုံးပဲ bye bye